ဒီနေ့ကိုအတွက်ကို dress လှလှလေးချုပ်ပါမယ်ဒါကတော့ဦးဝဲသားတို့ဖြတ်ပြီးသားပေါ့နော်အဲ့ဒါလေးပါပိတ်ကနေနေရောဘယ်လိုပုံစံချုပ်ရမလဲဆိုတာကောင်းနေစားတာပေါ့နော်ဆိုတော့ပုံချမ်းအရင်ဆွဲလိုက်ပါတယ်ပုံကတော့နှစ်ပုံထွက်လာတာပေါ့နော်ပြီးတော့ကျမကိုတိုင်းပါတယ်ကိုတိုင်းကတော်တော်လေးပိန်သွားပါတယ်ပြီးတော့ပတိုင်ညက်တယ်ပေါ့နော်ဒါတော့ပတိုင်ညက်နေရပါပေါ်ပိုင်းပြီးနေပြီပေါ့နော်ပြီးရဲ့ချိန်မှာအဲ့ဒီနားလေးရောက်တဲ့ချိန်မှာတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်စိတ်တိုင်းတိတ်မကြိုက်ဘူးနော်စိတ်ကူးထရလို့တိတ်မဖြစ်တော့ဒါပေမဲ့လည်းညက်ပြီးပြီဆိုတော့ဆက်ပြီးတော့ချုပ်ပါတယ်ဒါတော့အုံခတ်တက်ပြီးတော့အခြေအနေပေါ့နော်အဲ့ထီလဲနည်းနည်းတော့တိတ်မကြိုက်သေးဘူးပေါ့နော်ချိုးရင်နဲ့အကုန်ပြီးလာတော့နောက်ပိုင်းကျတော့တော်လေးကြိုက်သွားပါတယ်ထင်ထားတာထက်တောင်မှပိုပြီးတော့မှကြိုက်တယ်ပေါ့နော်အီလေးနဲ့အဲ့လိုမျိုးဝဲလေးဖြစ်နေတာပေါ့နော်ဆိုတော့အရင်စိတ်ချမ်းသာပါတယ်ဒါတော့ကကားလေးလိုချင်လို့အောက်ခံစကန်နဲ့တွဲပြီးတော့ဝတ်ကြည့်ရပါတော့ဒါပေမဲ့လည်းကာဝင်ကနည်းနည်းတူနေတော့အဲ့အောက်ခံစကတ်ကအောက်နားလေးမှာပေါ်နေတာပေါ့နော်ပေါ်နေတော့နောက်တော့ခံမဝတ်တော့ပါဘူးဒါကတော့ make up ပြင်ပြီးတော့အခြေအနေပေါ့နော် dress အပြာရောင်နဲ့ရိုက်တုံးကပေါ့နော် make up မပြင်လိုက်လို့နည်းနည်းနောင်တရလို့ပါဒီနေ့တော့ make up ပြီးအစုံနဲ့ပြင်လာခဲ့ပါတယ်ဒါကတော့ outdoor ပုံပေါ့နော်ဆိုတော့အဆုံးထိကြည့်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ကြရင်လည်းအားရင်အားသလို dress ပုံလှလှလေးတွေချုပ်ပြီးတော့တင်ပေးမှမလို့ဆက်ပြီးတော့အားပေးကြပါအောင်အားလုံးပဲ bye bye